ငါဟာနံပါတ်1သချင်းတွေလည်းရေးခဲ့ပြီးစင်လာကိုဖောက်ထွက်သောသချင်းတွေလည်းပြီးခဲ့ပြီးချင်းတွေကြောင့်ချစ်ခံမုန်းခံယုံခံရင်နိုင်ငံတော်ကြီးရဲ့အဝေးစီထွက်ပြေးခဲ့ပြီးစိတ်နှလုံးသားထွက်လာတာဘာတန်လဲတွေ့ကြုံတွေအားလုံးကိုပြောင်းလဲခဲ့တဲ့ကာယနဲ့ငါမုန်းတဲ့ယာရီတွတ်တော့ငါစာသားတွေကမာထန်စမဲ့ချစ်ရသူများအတွက်ငါဘက်ကယူလောင်တဲ့ကြပြဆန်စဲလီလိုမိုလိုလူတွေကြားတဲ့ခါတလေမှာလောကကြီးကြောင့်ဘာမှနားမလဲချို့လူတွေကဂီတာတီးပြီးတော့ချင်းဆိုပြဖို့တော့ပုံမတန်တော့လဲအဲဂီတာနဲ့ခေါင်းကိုရိုက်ခွဲပြလိုက်ဖို့ပဲကြံတော့တယ်ခွလို့ပါမင်းစိတ်ကိုမကြည်လင်စေလဲအရင်နှင်းစီလို့တချင်းတီးဖို့စီစဉ်နေတဲ့သွေးစာနေတဲ့သမိုင်းနဲ့ပြုတ်ကြမှုကကြားဘူးတာလူငယ်ဆိုတာလူကြီးတွေလှုပ်တဲ့အတိုင်းမလုပ်ရဘူးတဲ့ပြီးခဲ့တဲ့ဇလန်းတွေလည်းမရှင်းကျင်ပါဘူးအမောင်ထဲပါနေဖို့ဘယ်သူမှယူပြီးလင်းမဝင်လာဘူးတချင်းလင်ကနဲ့ခစ်ကိုထွင်းခြင်းုံတတ်တတ်ပဲနားလေပေးခြင်းမပေးခြင်းကတော့မင်းကျင်တာမှုအဖြစ်ဆိုးနှစ်တည်းရဲ့မေးခွန်းတွေဖြေဖို့မလို့ခစ်ချိုးခစ်ကြည်တဲ့အရေးကြီးတာမသိအောင်နေဖို့ပဲပြိုသွားတဲ့အိမ်မက်တွေကိုဥယျာဉ်ထဲမှာမြေဖို့ပဲပြည့်စဲလူဒုက္ခတွေကလူတယောက်ကိုကောင်းကောင်းရွယ်ရောက်စေဖို့ပဲယုံကြည်ချက်တစ်ခုရဲ့နဲ့ခရီးနေသွားဘူးနောက်ဆုံးကြတော့လဲငါဟာမဆိုးလို့စီးပြင်ကလူဖြေလျော့ပစ်လိုက်တဲ့ကြိုးတွေကငါလက်ဘေးမှာငိုကြွေးနေကိုလွတ်ပစ်လိုက်တဲ့စီလေးကိုလေးကွက်လက်နှစ်တည်းအနာတရားပဲဆုံးရှုံးခဲ့ခြင်းတွေသာများဒါဘဝဘာမှမမြဲခုခစ်ချင်းတွေကဟာတာပဲရင်နဲ့မတူနိုင်တော့ထူးအိမ်တင်းနဲ့ဆိုးလွန်လွန်ကိုနှိုးလိုက်တော့